재수 없어 꺼져. 저띠 미시고 쳤다. 어디 갔노? 배 떠라래. 어디 갔노? 배 떠라래. 존나 바쁘며 존나 힘들어. 싸우기한 놈이야. 싸우기한 뱀만해. 철이 없네. 아유 철이 없어. 어쩔 수 없습니다. 어쩔 수 없어. အဲ့ဒါလေးကိုကျွန်တော်လည်းတူလေ့လာကြည့်အောင်เนาะဒီအစိမ်းရောင်လေးတွေပြထားတဲ့စကားလေးတွေကရုပ်ရှင်တွေ drama series တွေမှာမကြာခဏသုံးတဲ့စကားတွေဖြစ်ပါတယ်ကိုမကျင်တဲ့သူရှင်ပြောပေါ့ဗျာဘုံမျိုးဘိုးစုတို့ဂျဲဆူ없어မြင်ရလေလီစက်တီမရှိလေပဲဘုံမျိုးဘိုးစုတို့ဂျဲဆူ없어မြင်ရလေလီစက်တီမရှိလေပဲအဲ့တော့ဘာလုပ်လဲကောကြောစကီယာထတ်တော့ဟဲ့ကောင်ထတ်တော့ဟဲ့ကောင်နောက်ကြတော့ဒီ 어디간노가 어디 가는 거예요? 어디 갈 거예요? 어디 가요? ဆိုတဲ့စကားကိုဒီတရီကစထူတန်နဲ့သုံးပြီးတော့စထူရီတန်နဲ့သုံးပြီးပြောတာပေါ့နော်ကျောင်းစန်းတို့ဘက်မှာအများကြီးသုံးပါတယ်ကျွန်တော်လည်းဒီဘက်ရောက်မှာအဲ့စကားအများကြီးကြားတယ်အရင်တော့ရုပ်ရှင်တွေထဲမှာပဲကြားတာပေါ့နော်ဒီဘက်ရောက်တော့ 어디간노? 어디간노? အဲ့လိုတွေမကြားခဏနုံဆိုတဲ့အတိုင်ကိုထည့်ပြီးပြောတန်ကြားပါတယ်ကျွန်တော်တို့ဒီစောင်းကျူမှာနေတော့ဆိုရင်လည်းစိတ်ယုံမှုကကျွန်တော်တို့ကျွန်တော်တို့ရုပ်ရှင်တွေမှာကြားရတာဘယ်လိုလုပ်ဆိုတော့ 수고했다 အဲ့လိုကြားတယ်စိတ်ယုံကောင်းဆိုတော့ကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့ 수고돼 အဲ့လိုပြောတယ်နော်သူတို့ရဲ့ဒီတရီကအတန်ကြီးထည့်ပြီးသုံးတာပေါ့နော်ဒီမှာလဲ 어디간노 ဘယ်သွားတာလဲအဲ့ဆိုဘယ်သွားရလဲလို့ပြောတာပဲဗောလေ 어디가요? 어디가 အားနဲ့အတူတူပါပဲ존나 바쁘면 존나 힘들어 싸우기한 놈이야 싸우기한 뱀만해 싸우기한 공유래 ဆိုရင် 공유라 축하하다 생일 축하합니다. 디ဆုတောင်းလေးကိုမကြာခဏကြားဖို့လိမ့်မယ်လို့ထင်ပါတယ်။တက္ကသိုလ်ကြီးကျောင်းကြီးမှာကိုနဲ့ရွယ်သူတွေဘွဲရသွားတဲ့အခါကိုနဲ့ရွယ်သူတွေလုပ်ငန်းတစ်ခုခုအောင်မြင်သွားတဲ့အခါရှင်းလင်းမှုအနေနဲ့ဂျုံနာစောက်ရန်ချွတ်ခါဟဲဂုံယူတယ်။တိုင်းစောက်ရန်ဂုံယူတယ်ဂျုံနာချွတ်ခါဟဲစောက်ရန်ဂုံယူတယ်လို့သုံးလိုက်ခါမှာသုံးပါတယ်။နောက်ပြီးချောရီ없어မြန်မာမှာရှိရမလားအသက်တာကြီးပြီအချိန်မစည်းဘူးဆိုတဲ့လူတွေကိုပြောတာမရင်ချက်ဘူးတစ်ပင်လေးရဗျာနေမှုဆောင်ရာသီဥတုတွေပြောင်းပြီဆိုရင်ဒီပေါ့နေမှုဆောင်ရာသီဥတုတွေပြောင်းပြီဆိုရင်အပင်တွေကမြင့်တဲ့မြင့်လာတယ်အရွက်တွေကရင့်တဲ့ရင့်လာတယ်ဒီပင်စီတွေဘာတွေကမာတဲ့မာရင့်တဲ့ရင့်လာတယ်အဲ့လိုပဲလူတွေဆိုတာလည်းအချိန်ကြီးကုန်းသွားရင်အသက်ကြီးလာရင်ရင့်ကျက်မှုတွေရှိလာမယ်လေအဲ့လိုရင့်ကျက်မှုတွေရှိမလာတဲ့လူတွေကိုလူကြီးတွေကိုပြောတဲ့အခါမှာ철이 없어 아유 철이 없네မင်းချက်ဘူးတော့မစနဲ့နောက်တာတော့နောက်လို့နောက်မှမသိတဲ့လူတွေပြောတယ်မင်းချက်တဲ့သူတွေကို철이 없어 아유 철이 없네အဲ့ဒါတော့အလို့သုံးပါတယ်နောက်တစ်ခုက어쩔 수 없어စကားရည်ထဲမှာကိစ္စတွေလက်လွန်ချက်သွန်ဖြစ်သွားတယ်နောက်ပြီးကျတော့ဒီကိုယ်တိုင်ကမထိမ့်သိမ့်နိုင်တဲ့ကိစ္စတွေကိုယ်တိုင်ကမကူညီပေးနိုင်တဲ့ကိစ္စတွေမှာသုံးထားရှိတယ်어쩔 수 없어 아유 어쩔 수 없어ကဲဒီနေ့ကတော့ဒီလောက်ပါပဲ